အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာဆိုရင်တော့ပြေကလရှီတာဝါကိုဆော့ပြသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးကကူမဆာဆော့တာဆိုတော့ဘယ်ကခုံရင်ကောင်းမလဲရွေးလိုက်ရင်ဒီဟာလေးပဲဆော့လိုက်မယ်ဒီဟာလေးရောက်ပြီဒါလေးပဲဆော့လိုက်ဒါလေးအယောင်လည်းမိုက်တယ်မစိုးလမ်းနေဟာအယောင်လေးတဲ့ကူမဆာဆော့တာဆိုတော့ရောင်ပြီးတော့သူများတွေကတော့သူများရဲ့ဒီတော့စရိုက်ဆော့လို့မှစရိုက်ဆော့တော့ဟိုအဖြစ်နေရှင်မှာတခြား skin brain တော့ဘာလို့ဆော့နေကိုရကူမတော့တာမျိုးရောက်လိုမျိုးဒီဟာကြီးလာဆော့တယ်အရင်တော့ဆိုတော့သူများရတော့အရန်ဆော့အဲ့တော့ကျွန်တော်ကူမဆာဆော့ပေါ့ let's go ဒီညမှာကစကားတော့မပြောတော့ဘူးဒါတချို့နေရာလေးကတော့ပြောပါမယ်ရောလုံးပြန်ပြီဟာရောချမ်းလိုက်လားရောဟာရောဝေးယူတန်းလေးရောက်တော့လीဟာမိုက်တာဗော10မိနစ်တောင်မရှိသေးဘူး10မိနစ်တော့ရှိရောက်ပါပြီ10မိနစ်တောင်မရောက်သေးဘူးပြီးပြီကွာ9မိနစ်တောင်မကြာဘူးလေဒါရလက်နေတယ်အပေးကထောင်းနေမှကြော်နေပြီရော10မိနစ်ကြော်တယ်နဲ့ပြီးသွားပြီဆိုတော့မပြင်းနေဆိုတော့လေးပဲဆော်လိုက်ဒီဟာလေးတော့ဆော်လိုက်အလုံးပြန်ပြီဟာလည်းဒါဘာလို့ဆလာကလေးဟိုဟာနဲ့ထောင်းရောက်နေတယ်ဟာအလုံးမဒါနဲ့မျက်စိနောက်ထက်ခါလေးနှစ်ခုပဲဆော့ပေးလိုက်အောင်အကုန်လုံးဆော့လိုက်တာပဲကောင်းပါဗီဒီယိုရအရင်ရှေ့ရောမှာဆိုလို့ဗီဒီယိုရအရင်ရှေ့သွားတော့လည်းမကောင်းအဲ့တော့ဒီဟာလေးပြီးရင်ဘယ်နှမိနစ်ရှေ့လုံးဒီ2မိနစ်မှစဆော့လုံးပြန်လုံးပြန်ပြီဟာရောင်10မိနစ်တောင်မပြည့်သေးဘူးထိတ်ကြီးပဲရောက်သွားတာရောင်ကြီးတယောက်လည်းဖြစ်နေတော့တခြားလူတွေဖြစ်ကြလား brother အတိုင်းနေဖြစ်ကြလားတော့3မိနစ်နဲ့ရောင်ကြီးတာဝန်တစ်ခုတောင်ပြီးရ3ခုဆိုတော့ကြက်တစ်ခုစော်ပြီးရင်တော့နားလိုက်ကောင်းမလားဒါလည်းကိုရောင်ကြီးကြာလေးစော်ကျင်ပါလိဘလို့ဖြစ်တာမသိလို့ဖြစ်တာတော့မသိဘူးဒါပေမဲ့ဆော့ပါဘမ်ဘကတက်ကြီးတိုကိုရအရင်တော့ဒါ Roblox တာမဆော့အခုမှပြန်ဆော့ပြတာနဲ့တင်ကြည့်ရောတော့သားမျိုးတတ်လို့ဖြစ်နေပြီးရင်ဘာဆော့ပြအောင်မသိမရှူရှာရှူချန်ဒါရပါယူလုံးပြန်ပြီဒါရဘတ်အဲရာရလာအောင်မှာကွာရောကောင်းလိုက်တဲ့ဘတ်အဲရာကြီးရောင်ကြီးဟိုကန်ဒီကန်နေဖြစ်ကုန်တာလုံးဝစိတ်ညက်ဆောနာနေရပြန်ရောက်တော့မယ်ပြီးရင်ဘာဆော့ရမှာမသိဘူး
အပေါက်တွေနဲ့ကွာဟာတော့မပြေဘူးဝါ what the fuck ဒါတော့မြင်လိုက်လားတို့ကြီးတော့ဟာကိုဖြောက်တယ်ရောအဲ့ဒါရင်နိုင်လေသွားလို့ရမှာဘလို့ဖြစ်တာအောက်ပြုတ်ကြတော့မလို့တော်သေးတာပေါ့ဟာလာကိုဒီတာဝါကြဆုံးပဲပြီးရွာပေါင်းဖို့တော့6မိနစ်အတွင်းနဲ့ဆော့ပြခဲ့ရဆိုတော့တခြားလူတွေဆိုဝေါ်ဒီပိုင်းညာတွေရမ်းကျွမ်းတဲ့ကောင်တွေဆိုရင်တော့ဒါကတော့မခတ်တော့ဘူးကျွန်တော်ကမှဒီစခုံပြီးတော့အဲ့လောက်ပါပဲအားလုံးပဲကျေးဇူးလေးတော့ကျေးဇူးရိုက်တယ်ပါပဲ like and subscribe လုပ်ဖို့လည်းမမေ့နေအောင်နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ